Okay, so အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ Techno Santi YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဒီဗီဒီယိုထဲမှာကျွန်တော် Alight Motion ထက်မှာ beat ကို DJ Alight ဘယ်လိုမှတ်ကလဲစနစ်တကျဘယ်လိုမှတ်ကလဲအခြေခံ tutorial လုပ်နည်းကိုကျွန်တော်ပြပြပေးမယ်เนาะမှတ်ပုံမှန်နည်းပြီးတော့ DJ သရှင်တွေနေတိုင်းမှတ်ဖို့လေ့ကျင့်ဖို့အတွက် DJ သရှင်တွေဘယ်မှာသွားပြီးရှာရမလဲ beat မှတ်ဖို့အတွက်သရှင်ဘယ်မှာရှာရမလဲဆိုတော့အကြောင်းကိုပါပြောပြပေးမယ်เนาะတခြားလေးကြည့်ပါဒီဗီဒီယိုလေးကအရင်အရေးကြီးပါတယ် Alight Motion နဲ့ video edit လုပ်တဲ့သူတိုင်းအတွက်ပြီးတော့ဒီ beat မှတ်နည်းရော Alight Motion နဲ့ကိုယ်ပိုင် edit လုပ်နည်းကိုအသေးစိတ်လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ဒီ Telegram သင်တန်းထက်မှလည်းလာပြီးတက်လို့ရပါတယ်เนาะTelegram မှာဒီလိုမျိုးလေးရိုက်ရှာလိုက်ပါဒါမှမဟုတ်ကျွန်တော် description ထဲမှာ Telegram ရဲ့ link ကိုလည်းပေးထားမယ်เนาะဒါရသွားပြီးတော့အမှကျွန်တော်ရဲ့သင်တန်းလေးတက်ဖို့အတွက်စုံစမ်းလို့ရပါတယ်ပြီးတော့ make sure တို့ GTA တို့ gaming နဲ့ပတ်သက်ပြီးတော့ video လေးတွေကြည့်ရတာစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော် make sure တဲ့ရဲ့ YouTube channel ထဲမှာသွားပြီးတော့အားပေးလို့ရတယ်เนาะသူရဲ့ YouTube channel လေးရဲ့ link ကိုကျွန်တော်ဒီ video ရဲ့ description ထဲမှာလည်းချပေးထားတယ်သွားပြီးတော့သူ့ရဲ့ video တွေကိုအားပေးခြင်းဖြစ်သူ့ရဲ့ channel လေးကိုလည်း subscribe လုပ်လိုက်ပါအောင်เนาะ video လေးမစခင် sponsor ကြော်ညာလေးဝင်လိုက်တာပါကဲကျွန်တော်တို့ beat money video tutorial ဘက်ကိုသွားရအောင် Alight Motion ထက်ကိုသွားမယ်เนาะOkay ဒီမှာကျွန်တော် beat money ကိုပြောပြပေးမယ်เนาะ beat မှတ်တာကတော့ရန်လွယ်ကူပါတယ်ဒါပေမဲ့အစပိုင်းစလေ့လာတဲ့သူအတွက်ကကျတော့နည်းနည်းလေးခက်ခဲလိမ့်မယ်ဆိုတာတော့နားလည်ပါတယ်เนาะအစတော့ကျွန်တော်တို့လည်းအဲ့လိုမျိုးဖြစ်ခဲ့ဖူးတယ်ဒါပေမဲ့ဒီမှာကျွန်တော်ရွေးရှင်းအောင်ထပ်ပြီးပြောပြပေးမယ်เนาะတင်တန်းထပ်မှာပြောတာကတည်နားမလည်ဘူးဆိုရင်ဒီမှာထပ်ပြောပြပေးမယ် Okay ဒီမှာကျွန်တော်တို့အရင်ဆုံးသရှင်ထည့်လိုက်မယ်เนาะ DJ သရှင်လေး DJ သရှင်ကို TikTok ကနေကျွန်တော် download ဆွဲလာတာเนาะမှတ်ဖို့အတွက်အစမ်းမှတ်ဖို့အတွက် Okay ဒီ DJ သရှင်လေးကျွန်တော် download ဆွဲလိုက်တယ်နားထောင်ကြည့်အောင်Okay ဒီတရှင်းထဲမှာ beat အမျိုးအစားက2မျိုးပဲရှိတယ် tick ရယ်ပြီးလို့ရှိရင် check ရယ်တော့ပါရိုက်တဲ့အတန်လေးcheck ဆိုတဲ့အတန်ကပိုပြီးကျယ်တယ်tick ဆိုတဲ့အတန်ကနည်းနည်းလေးတိုးတယ်ပေါ့နော်နှစ်ချက်တက်ပြီးနားထောင်လို့ရှိရင်ဒီနှစ်ခုလုံးရှင်းရှင်းလင်းလင်းကြားရလိမ့်မယ်နှစ်ချက်မတက်ပဲနဲ့တော့မမှတ်ပါနဲ့နော် Okay ဒီမှာတရှင်းတိုင်းမှာဒီ beat 2မျိုးနှစ်စားပဲရှိတာတော့ကိုကျွန်တော်မဆိုလို့ဘူးเนาะတရှင်းတိုင်းကသူ့ဟာနဲ့သူကွာတယ်ဒီ beat ကဒီတရှင်းထဲမှာဒီ DJ တရှင်းထဲမှာဆိုရင် beat ကဒီ2မျိုးပဲရှိတယ် tick ရယ် chick ရယ် tick 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 chick 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 အဲ့လိုမျိုးเนาะအဲ့ beat 2မျိုးစားပဲရှိတယ်တရှင်းကတော့သူ့ဟာနဲ့သူသွားနေတာပဲဟုတ်တယ်မလားဒါပေမဲ့အဲ့တရှင်းနဲ့အတူတူ tick tick chick tick tick chick ပုံမှန်လေးပဲထွက်သွားနေတဲ့ beat 2မျိုးစားတခါလေးကျရင်အဲ့ beat ကမြန်သွားတာမျိုးအရက်မြန်သွားတာမျိုးဥပမာပေါ့ဒီမှာတရှင်းကသွားနေတယ် beat ကလည်းသူ့ဟာနဲ့သူသွားနေ tick tick chick tick tick chick tick tick chick အဲ့လိုမျိုးသွားနေတယ်ထားပါတော့ပေါ့နော်တချို့နေရာမှာ beat ကဘယ်လိုဖြစ်သွားလဲဆိုတော့အမှ chick ဖြစ်သွားပြီဆိုရင် tick 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 က2ခေါက်ထွက်သွားတယ် sorry tick က3ခေါက်ထွက်သွားတယ်ပြောရမှာchick tick 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 အဲ့လိုမျိုး3ခေါက်ထွက်သွားတာမျိုးပြီးလို့ရှိရင်သူ့ရဲ့အနောက်မှာ tick chick tick tick chick tick tick chick tick tick ပြီးလို့ရှိရင်တချို့နေရာရောက်တဲ့အခါမှာ chick tick 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 အဲ့လိုမျိုး beat ကအဲ့တမျိုးထက်ကိုပဲ3ခေါက်ထုတ်လိုက်တာပုံမှန်ထက်ပိုပြီးတော့ဗောနော်အဲ့လိုထုတ်လိုက်တာလုံးဝအတိအကျပြောလို့မရဘူးဒီ beat ကဘယ်လိုမျိုးစားထွက်လဲဆိုတာကိုပေါ့နော်ဒါပေမဲ့ကျွန်တော်နားထောင်လို့ရှိရင်တိတာတဲ့ beat ကဘယ်လိုဟာလဲဆိုတာကိုတိတာတယ်အဲ့ဒါကိုမှအဲ့လိုမျိုးအခြေခံမရှိသေးလို့မတိတာတာပေါ့နော်မိတ်ဆွေတို့မှနားလဲတယ်အဲ့ဒါကိုကျွန်တော်လဲအခုဒီမှာကျွန်တော်ဒီသချင်းလေးကို MP3 လေးတစ်ချက်လောက်ပြောင်းပြီးတော့မှကြည့်အောင်သချင်းလေးကိုထောက်မယ်ဗီဒီယိုသချင်းလေးနော်ဒီမှာအပေါ်မှာအဆက်လေး30ရှိရမလားအဲ့ဒါလေးကိုနှိပ်ပြီးတော့ extra audio ဆိုတဲ့ဟာလေးကိုနှိပ်လိုက် MP3 ဖြစ်သွားလိမ့်မယ်ပြီးလို့ရှိရင်ဒီ MP4 ကိုနှိပ်ပြီးဖြတ်လိုက်မယ်နော် Okay ရပြီပြီးလို့ရှိရင်ဒီစာသားဒီသချင်းမှာစာသားဒီသချင်းအပေါ်မှာစာသားလေးတွေပေါ်နေရနော်ဒီမှာအဲ့စာသားကိုကျွန်တော်တစ်ချက်လောက်ဖြောက်လိုက်မယ်ရှုပ်လို့နော် Okay ဒီမှာတစ်ချက်လောက် beat မှတ်ကြည့်အောင်Okay ဒီအခုနကဗီဒီယိုထည့်လိုက်တဲ့ဒီသရှင်းထက်မှာဆိုရင် तू ကဘယ်လိုစပြီး edit လုပ်သွားတာလဲဒီအစပိုင်းမှာ तू ကရက်နေတာเนาะဒီတိုင်းရက်နေတာ तू ပုံလေးကိုမရွှေ့ထားဘူးဒီမှာပုံလေးကစပြီးဒီမှာခုံတဲ့နေရာမှာဒီမှာစခုံတဲ့နေရာမှာလှုပ်စီလှုပ်စီဖြစ်တဲ့နေရာမှာ तू ကစပြီးတော့အဲ့ beat အလိုက်ပဲဒီလှုပ်စီလှုပ်စီကို तू beat အလိုက်ပဲ तू ကလှုပ်ထားတာ beat မပါမချင်း beat မထားမချင်းဒီလိုမျိုးလှုပ်တဲ့ဟာတွေကိုလှုပ်လို့မရဘူး beat အလိုက်ပဲ तू ပုံလေးတွေကိုရွှေ့ထားတာအရှေ့ဆိုလိုက်နောက်ဆိုလိုက်ပြီးလို့ရှိရင်ဒီနားမှာလှုပ်စီလှုပ်စီဖြစ်တဲ့အခါမှာเนาะအရှေ့တိုလိုက်နောက်ဆိုလိုက်ဟာတွေပေါ့เนาะလှုပ်စီလှုပ်စီဖြစ်တာကို beat အလိုက်ပဲ तू အလှုပ်ထားတာ Okay ဒီမှာခုနပဲရောက်နေရလဲဆိုတော့အမှလှုပ်စီလှုပ်စီခုနပြောတဲ့အတိုင်းပဲเนาะ
ဒီလိုလှုပ်စီသူဖြစ်နေတာကဒီ beat အတိုင်းပဲဖြစ်အောင်လုပ်ထားတာโอเคကျွန်တော်ဒီနေ့မှာ beat ကိုမှတ်ရအောင်ဘယ်ကနေစမှတ်မလဲဆိုတော့ကိုပုံမှာမူတည်တယ်เนาะဒီတခြင်းမှာဆိုရင် beat ကအစတည်းကသူရှိနေတယ် beat ကအစတည်းကအစကနေပဲသူစထွက်နေတာတချို့ဟာတွေမှာဆိုရင်ဒီမှာတခြင်းတစ်ပုတ်ကို3စက္ကန့်ကနေဥပမာထားပါတော့25စက္ကန့်ထိထားလိုက်ပြီဆိုရင်အဲ့တခြင်းထက်မှာဒီ10စက္ကန့်ပဲဖြစ်ဖြစ်9စက္ကန့်ပဲဖြစ်ဖြစ်ဒီဘယ်ချမ်းလေးထီကို beat မပါဘူးဒီတိုင်း music ပဲသွားနေတာဒီ9စက္ကန့်ကြော်တဲ့အခါမှာ beat ကစထွက်တယ်ရော music နဲ့အတူတူ beat ပါလိုက်ထွက်ရောဒီတခြင်းထက်မှာဆိုရင်အဲ့လိုမျိုးမဟုတ်ဘူးဒီတခြင်းထက်မှာဆိုရင် तू စထည့်ထားတဲ့နေရာကနေအဆုံးအထိကို तू beat ကထွက်နေတဲ့ဇက်တက်โอเคဒီမှာကြားရရမလား tick chick tick chick အဲ့လိုမျိုးလေအဲ့ဒါက beat နော် music ကတော့သူကနေသူသွားနေအဲ့ beat ကလည်းပါသွားသေးတယ်ဒီတခြင်းမှာအဲ့လိုမျိုး situation မရှိဘူးเนาะတချို့တွေမှာဆိုရင်ဒီတဝက်လောက်မှာ9စက္ကန့်ရဲ့ကြော်လောက်မှာ beat ကစထွက်တာမျိုးတို့ကျွန်တော်တို့တခြင်းထည့်တဲ့ပုံမှာလည်းမူတည်တာပေါ့เนาะโอเคအဲ့ဒါကိုတော့ကျွန်တော်သိပြီးမှမဖြစ်ဘူးโอเคသူဒီမှာဗီဒီယိုစပြီးတော့လုတ်တဲ့ဟာကိုလုတ်တဲ့ဟာတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာစလုပ်မယ်เนาะဒီမှာဗီဒီယိုကသူဒီနေရာနဲ့စလုတ်တာโอเคဒီမှာ12စက္ကန့်ကြော်လောက်ကနေသူစပြီးတော့ဒီမှာလုတ်တာเนาะအနာကနေပဲကျွန်တော်စပြီးတော့ beat မှတ်လိုက်မယ်โอเคနားထောင်မယ်ဒီ10စက္ကန့်အရှိလောက်ကလည်းနားထောင်မယ်โอเคဒီမှာချက်တစ်အဲ့လိုမျိုးသွားတာเนาะဒီမှာချက်တော့ထက်နားထောင်ပြီးမှကြည့်အောင်ဟဲ့နားထောင်ကြည့်အောင်โอเคဒီနားမှာ beat တစ်ခုထွက်တယ်เนาะโอเคဒီနားမှာပြန်နားထောင်ကြည့်အောင်โอเคချက်ဆိုတဲ့အတန်းကြားလိုက်တယ်မလားโอเคဒီနေရာလေးမှာเนาะမှတ်လိုက်မယ်ဒီနေရာမှာဒီလိုထောက်ပြီးတော့မှတ်လိုက်မယ်โอเคဒီမှာမှန်တယ်เนาะဒီမှာနောက်တစ်ခုတနည်းနဲ့ကျွန်တော်တို့ဘယ်လိုကြည့်လို့ရလဲဆိုတော့ဒီမှာကြည့်ဒီမှာတရှင်းထက်မှာ frequency line လေးတွေထားနေတွေ့လားဒီမှာ frequency line လေးတရှင်းထက်မှာအဲ့ line လေးကတခြားပုံမှန်ထက်ဆိုင်ဒီမှာသူ့ဟာနဲ့သူ AC ရှိနေတယ်သူကသူတဒန်းတိတ်ပဲသွားနေတယ်เนาะအဲ့ line ကပို့ပြီးဒီမှာကျွန်တော်ပြမယ်ဒီမှာ line ကပို့ထနေတယ်เนาะဒီဟာထက်ဆိုင်ရင်ဒီနေရာလေးထက်ဆိုင်ရင်ဒီနေရာလေးမှာ line ကပို့ထနေကျွန်တော်ဒီနေရာမှာထောက်ထားတဲ့နေရာလေးเนาะဒီ 73.21 ဆိုတဲ့နေရာလေးမှာအမှအနာကနေစပြီး line ကပို့ကျဲသွားသလိုပဲအဲ့ကျဲသွားတဲ့နေရာမှာ beat ကပို့ပြီးတော့ထွက်သွားတယ်လို့ကျွန်တော်သတ်မှတ်လို့ရတယ် beat ကကျတော့ဒီသရှင်ထဲ music ထဲဆိုင်ပို့ကျဲတယ်သူ beat ကထွက်တဲ့အခါမှာကျဲသွားတော့အဲ့ line လေးလည်းဒီလိုအများကြီးခုန်သွားတာပေါ့နော်အများကြီးလည်းဒီမှာထွက်သွားတာလို့လည်းကျွန်တော်သတ်မှတ်လို့ရတယ်ဒါပေမဲ့အဲ့ဒါကိုပဲကျွန်တော်ကြည့်ပြီးတော့အရာရာကိုမှတ်ယူလို့မရဘူးเนาะအဲ့ဒါကိုလည်းကြည့်ရမယ်ပြီးလို့ရှိရင်နားထောင်ကြည့်ရမယ်အဲ့နာက beat ကခုံသွားပြီမဲ့အဲ့နာမှာ beat ရောတကယ်ရောထွက်လာလား beat ဟုတ်ရလားဒါမှမဟုတ် music ကြီးပဲ music ကပဲအကျယ်ကြီးထွက်လို့အဲ့လိုမျိုး line ကကျယ်သွားတာလားအဲ့လိုမျိုးကျွန်တော်တို့ခွဲခြားဖို့လိုတယ်เนาะဒီမှာ beat ကဒီမှာတရှင်းထက်မှာ frequency line ကဒီမှာပို့ပြီးထနေရเนาะဒီနေရာလေးထက်ဆိုင်ပို့ပြီးထနေတယ် okay အဲ့ frequency line ထနေတဲ့နေရာလေးမှာကျွန်တော်တို့မှတ်လိုက်မယ်โอเคမှတ်ပြီးတော့ကြည့်ချက်လောက်နားထောင်ကြည့်အောင်အဲ့ဒါမှတကယ်ရော beat ထွက်ရလားโอเคเนาะโอเคဒီမှာ beat ထွက်တယ်เนาะကျွန်တော်အခုန line ထားတဲ့နေရာနဲ့မှတ်လိုက်တာဒီတိုင်းရန်တန်းပြီးတော့ပြန်နားထောင်ကြည့်တော့လဲအဲ့ဒါမှ beat တကယ်လဲထွက်တယ်အဲ့မှတ်ပြီးမှလည်းပြန်လဲနားထောင်ကြည့်ပါเนาะ beat ထွက်လားမထွက်လားဒါမှမဟုတ် music ကြီးပဲ beat မဟုတ်ပဲနဲ့ music ပဲအကျယ်ကြီးထွက်လို့သူက line ကျယ်သွားတာလည်းမျိုးလဲဖြစ်နိုင်တယ်เนาะအားကြောင့်ပြန်နားထောင်ကြည့်ပါโอเคဒီမှာနှစ်ခုပြီးသွားပြီเนาะထက်အရှိကိုဆက်သွားပြီးတော့မှတ်မယ်ဒီသူ့ရဲ့အနောက်မှာကျတော့ beat က music နဲ့ရောပြီးတော့အဲ beat ကနည်းနည်းလေးတိုသွားသလိုခံစားသွားတယ်เนาะဒီနားလေးမှာ music ကပိုကျယ်သွားတယ်ဒီ 3.21 ရဲ့အနောက်မှာ music ကပိုကျယ်ပြီးတော့ beat ကနည်းနည်းလေးဟိုဖြစ်သွားတယ်ဗာလဲဟိုဘယ်လိုပြောမလဲ music ထက်ပိုပြီးတော့အတန်မကျယ်ဘူးပေါ့เนาะအဲ့လိုမျိုးဟုတ်တယ်သူ့ရဲ့နောက်မှာ 73.21 ရဲ့နောက်မှာโอเคဒီနောက်မှာကျွန်တော်တို့နှစ်ချက်တက်ထားလို့ရှိရင်ပို့ပြီးကြားရလိမ့်မယ်ပြီးတူတူလေး beat ကအစားနှစ်ချက်တက်ထားလို့ရှိရင်တိတာတယ်เนาะโอเคဒီနောက်မှာသူ့ရဲ့အနောက်မှာတစ်ချက်လောက်မှတ်ကြည့်အောင်โอเคဒီနောက်မှာ beat တစ်ခုထွက်တယ်โอเคဒီနောက်မှာ line လည်းနည်းနည်းထနေเนาะမှတ်လိုက်မယ်နောက်ထောင်ကြည့်အောင်โอเคဒီနောက်မှာတစ်ခုရပါတယ်ဒီနောက်မှာ line beat ကနည်းနည်းလေးတူတယ်เนาะနှစ်ချက်တက်ထားလို့ရှိရင်ဟိုတော့ပိုကြားရလိမ့်မယ်အဲ့လိုမျိုးလည်းမဟုတ်ပဲねမိတ်ဆွေကဒီလိုမျိုးလည်းနောက်တစ်ခုလုပ်လို့ရတယ်ကျွန်တော်နောက်တနည်းပြမယ်โ
Okay ဥပမာဆိုပါစို့အခုမှမိတ်ဆွေကလေ့ကျင့်နေတဲ့သူပဲဖြစ်ပါဆိုပါစို့ပေါ့နော်အခုမှစပြီးလေ့ကျင့်နေတဲ့သူပဲဆိုပါစို့ Okay ဒီနေ့မှာကျွန်တော်ကြည့်အောင် Okay ဒီဗီဒီယိုနဲ့အခုနဲ့ကျွန်တော်တို့ထပ်မှတ်နေတဲ့အရာတွေကနည်းနည်းလေးလွှဲရင်လွှဲသွားလိမ့်မယ်နော်ဘာလို့ဆိုတော့ဒီဗီဒီယိုကအစတည်းကသူ beat မှတ်ပြီးတော့ edit လုပ်ပူလိုက်ကျွန်တော်ဒီသရှင်းကိုကျွန်တော်ထက်ပြီးတော့အဲ့ beat အလိုက်မှတ်နေတာဆိုတော့သူနဲ့နည်းနည်းလေးကွဲပြားခြားနာသွားလိမ့်မယ်နော်ဒါပေမဲ့အဲ့ဒါကိုတိတ်အရေးမကြည့်ပါဘူးနော်ဒီနေ့မှာကျွန်တော်ထပ်ပြမယ်ဒါဒီ beat ကိုကျွန်တော်ခဏဖြတ်လိုက်မယ် Okay ဒီဗီဒီယိုထက်မှာကျွန်တော်ကြည့်အောင်ဒီဗီဒီယိုကဘယ်မှာစချွေလဲ Okay ဒီမှာစရွှေ့ရနော်စရွှေ့တာကဘယ်လောက်စက္ကန့်မှာစရွှေ့တာလဲကြည့်အောင် Okay အခုနအတိုင်းပဲ20.53နဲ့သူ54ရနဲ့သူစရွှေ့တာ12.54မှာစရွှေ့တဲ့နေရာမှာဒီမှာ beat တစ်ခုမှတ်လာမယ်အလေးကျင့်တဲ့အနေနဲ့ပေါ့နော်ပြန်စစ်ကြည့်လို့ရအောင်မရှိတော့ပါ Okay နောက်တစ်ခုပြန်နောက်ဆုတ်တဲ့နေရာကြည့်အောင် Okay ဒီနားမှာ Okay 73.35လောက်မှသူနောက်ဆုတ်တယ်အဲ့လောက်မှသူနောက်ဆုတ်တယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရပြီမဲ့ဒါမဲ့သူအမှန်တကယ် beat ထွက်တာကဒီနားမှာထွက်တာဒီမှာစပြီး beat ခုန်တဲ့နေရာနော်တရှင်းကဒီမှာခုန်နေတဲ့နေရာမှာကျွန်တော်တို့သတ်မှတ်လို့လည်းရတယ်ဒါမဲ့အဲ့ဒါကတော့တိတ်မကျင်းသေးဘူးအဲ့ဒါကိုထားပါ Okay ခုနကကျွန်တော်မှတ်ထားတဲ့အတိုင်းဒီနေရာရဲ့ပြီးလို့ရှိရင်ဒီမှာ beat frequency တရှင်းရဲ့ frequency ခုန်နေတဲ့နေရာလေးမှတ်လိုက်ပြီနော် Okay နောက်တစ်နေရာဒီနားထွက်တဲ့နေရာလေး Okay နောက်တစ်နေရာဒီနားမှာ beat ထွက်တဲ့နေရာလေးတစ်ချက်လောက်နောက်ထောင်ကြည့်အောင် Okay ဒီမှာအားလုံးဒီတစ်ခု Okay ဒီအဆင့်တွေပြီးသွားပြီเนาะနောက်ထပ်အဆင့်ကိုကျွန်တော်ထပ်ကြအောင် Okay ဒီနောက်မှာ beat တစ်ခုထပ်ထွက်တယ် music နဲ့ရောနေတော့ကျွန်တော်တို့ကြားရတယ်ဒါပေမဲ့အခုမှအခြေခံစလေးလာရတဲ့သူဆိုရင်ဒီတိုးနေတဲ့ beat ကသူ့အတွက်နည်းနည်း short ထွေးလိမ့်မယ်တော့ဟုတ်တယ်ဒီမှာမှလည်းကျွန်တော်လည်းတိတ်ချတဲ့ machine ပြတတ်တော့ဘူးအဲ့ music နဲ့ beat နဲ့ရောနေတော့ဟုတ်တယ်เนาะ beat အတန်ကပို့ပြီးတိုးနေတယ်အဲ့ music အတန်ထက်ဆိုင်ဒီနေရာတက်ဝိုင်ပါပဲသူ့ရဲ့အရှိမတော့ပြန်ကောင်းသွားလိမ့်မယ်ဟုတ်တယ်ဒီနားတက်ဝိုင်ပါပဲမရှိတော့မှတ်တာများသွားပြီဆိုရင်ဒီလိုအရာတွေကအဲ့ beat အရင်ဟိုငြိမ်တဲ့ beat လေးတွေကအတန်တိတ်မထွက်တဲ့ beat လေးတွေကလည်းရင်းနှီးသွားလိမ့်မယ်နောက်ပိုင်းကြာလို့ရှင်အစပိုင်းမှာမရှိတော့တဲ့နည်းနည်းခက်ခဲလိမ့်မယ်နော်နည်းနည်းလေးပိုကြာလိမ့်မယ်ဒါပေမဲ့မဖြစ်နိုင်တဲ့မရှိပါဘူးဖြစ်ကိုဖြစ်မှာမှတ်လို့ရှင်တေချာနားထောင်ပြီးမှတ်လို့ရှင်နော်ရမှာဒီတနာတက်ဝိုင်ပဲနော် Okay ဒီနားမှာ beat တစ်ခုနောက်တစ်ခုထပ်ထွက်တယ် Okay ဒီနားမှာ beat တစ်ခုထပ်ထွက်တယ်ဒီနားမှာ beat တစ်ခုထပ်ထွက်တယ် Okay Okay ဒီနားမှာမဟုတ်ဒီနားကနေစထွက်တာ Okay ပြီးရအနောက်မှာဒီ15.36ရဲ့အနောက်ကနေစပြီးကျွန်တော်တို့ beat ကပုံမှန်ပြန်ဖြစ်သွားပြီเนาะကောင်းကောင်းကျွန်တော်တို့ပြန်ကြားရပြီဒီနားတက်ဝိုက်ပဲကျွန်တော်တို့ beat ကနည်းနည်းလေးတိုးသွားတာเนาะ Okay သူ့ရဲ့အနောက်မှာဒီမှာနားထောင်ကြည့်အောင် Okay ဒီနောက်မှာဒုံးဆိုတဲ့အတန်လေးထွက်တယ်ကြားလာမသိဘူး15.36မှာပြီးလို့ရှိရင်ဒီမှာဟိုတရှင်းရဲ့ဒီမှာ frequency line လည်းပို့ထနေရเนาะတခြား hard ရှင်းကြည့်မယ်ဆိုရင်အဲဒီမှာ frequency line ကပို့ထနေလို့ကျွန်တော်ဒီမှာ beat မှလိုက်တယ် beat မှရုံနဲ့မပြီးပြန်နားထောင်ကြည့်ရအဲ့နာတကယ် beat ရောထွက်ရလားဒုံးဆိုတဲ့ beat ကထွက်သေးတယ်เนาะ Okay ရပြီနောက်အရှိကိုဆက်သွားရအောင် Okay Okay ဒီမှာဒုံးဆိုတဲ့အတန်လေးပြီးရပြီဆိုရင်ချက်ဆိုတဲ့အတန်လေးလာတယ် Okay ချက်ဆိုတဲ့အတန်ကဒီနားမှာဆက်ထွက်တယ်မှတ်လိုက်ပြီပြန်နားထောင်ကြည့်အောင်ညီလားမညီလားပေါ့နော် Okay ညီတယ် Okay ဒီချက်ဆိုတဲ့အတန်လေးပြီးပြီဆိုရင် dick ဆိုတဲ့အတန်လေးလာလိမ့်မယ်နားထောင်ကြည့်နော်နှစ်ချက်တက်လို့နှစ်ချက်တက်ပြီးနားထောင်ကြည့်ရင်ပိုသိတာတယ် Okay ဒီနားမှာ dick ဆိုတဲ့အတန်လေး frequency line လည်းပို့ထားနေအဲ့ dick လို့ထွက်တဲ့နေရာမှာအဲ့ frequency တရှင်းထက်မှာဒီ line လေးတွေကပို့ထားတယ်နော်အဲ့ချက်ဆိုတဲ့ထွက်တဲ့နေရာမှာတော့တိတ်မသိတာဘူးအဲ့ဆို dick ကကြတော့ကျွန်တော်တို့ပို့ပြီးတော့ထူးတဲ့ပုံစံအတိုင်းပေါ့နော်အဲ့လိုမျိုးလေးပြောလို့ရတယ် Okay dick ဆိုတဲ့ထွက်တဲ့နေရာလေးမှာဒီညာလေး15.58အနားမှာမှတ်လိုက်ပြီနားထောင်ကြည့်အောင်ထပ်တူကြလားမကြလား Okay မှန်တယ်နော်ဒီမှာဒီမှာချက် dick Okay ဒီနော်ချက်ပြီးလို့ရှင် dick ပြီးလို့ရှင်အရှင်းမှာထပ်ပြီး check ဆိုတဲ့အတန်လေးထုတ်အောင်မယ်နားထောင်ကြည့်အောင် Okay မဟုတ်ချက်ဆိုတော့မဟုတ် tick ပဲထွက်သွားနော်အဲ့ tick ကိုပဲကျွန်တော်နားထောင်မယ် Okay tick ဆိုတဲ့အတန်ကဒီနားမှာစထွက်တယ်
ဒီနားမှာထွက်တယ်လို့ကျွန်တော်ထင်ရတယ်ဒါပေမဲ့မှတ်လိုက်ပြီမှတ်ပြီးတော့ပြန်နှားထောင်ကြည့်မယ်အဲ့နာကတကယ်ထွက်ရလားဟုတ်တယ်ထွက်တယ်နော်โอเคဒီနားမှာထွက်တာနည်းနည်းလေးအရှိရောက်သွားတယ်နောက်ဆုတ်ပြီးတော့မှတ်လိုက်မယ်အရှိရဟာလေးကိုဖြတ်လိုက်မယ်နော်ပြန်နှားထောင်ကြည့်အောင်โอเคနောက်ဒီနားမှာ tick ဆိုတော့ဒီနားမှာ tick ပြီးသွားရင်နော် tick ကနှစ်ခေါက်ထွက်တယ်နော်15.58ရဲ့16.33ရဲ့ဒီနားမှာနော်နောက်တစ်ခေါက်ကြာလို့ရှိရင်ချက်ဆိုတဲ့အတန်လေးလာလိမ့်မယ်ဒီသရှင်းထမ်းမှာโอเคချက်ဆိုတဲ့အတန်လေးကโอเคဒီနားမှာထွက်တာနော်မှတ်လိုက်ရအောင်မှတ်ပြီးပြန်နှားထောင်ကြည့်မယ်โอเคရပြီโอเคဒီနားမှာချက်ဆိုတဲ့ဟာလေးပြီးပြီဆိုရင် tick ဆိုတဲ့အတန်လေးလာတယ်โอเค tick ဆိုတဲ့အတန်ကဒီနားလေးမှာထွက်တာเนาะနှစ်ချက်တက်ထားလို့ရှိရင်ပိုချားရမှာကျွန်တော်အခုနှစ်ချက်တော့မတက်ထားဘူးဒီတိုင်းမှတ်နေတယ်မှတ်ပြနေတာโอเคရမှာโอเคရှင်းမှာဆက်လက်ပြီးနားထောင်ကြည့်အောင်နော်โอเคဒီနေ့မှာချက်ဆိုတဲ့အတန်လေးထွက်တယ်မှတ်လိုက်မယ်ထပ်ပြီးနားထောင်မယ်โอเค tick ဆိုတဲ့အတန်လေးကဒီနားလေးမှာထွက်တယ်မှတ်လိုက်မယ်ပြန်နားထောင်ကြည့်အောင်ထပ်တူကြမကြပါနော်โอเคဒီနားမှာမှန်တယ်နော်ဒီမှာဒီသရှင်းနားမှာ frequency line ကလည်းဒီနားမှာ18.16လေးမှာပို့ပြီးထနေတယ်နော်အဲ့နားမှာထနေလို့မှတ်လိုက်တာမဟုတ်ဘူးမှတ်ပြီးတော့စမ်းကြည့်လိုက်တာစမ်းကြည့်ပြီးတော့ပြန်တေချာသွားအောင်နားထောင်ကြည့်လိုက်တာအဲ့နှစ်ခုလုံးတေချာသွားပြီဆိုရင်မှန်တယ်ဆိုရင်เนาะဒီမှာ beat ကျွန်တော်စယူလို့ရပြီเนาะโอเคကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်အောင်โอเคโอเคဒီနားမှာ beat tick ဆိုတဲ့အတန်လေးပို့ထွက်တယ်เนาะထွက်တော့ဒီမှာ frequency line ရလာပို့ပြီးတော့ထနေတယ်18.50ကနေစပြီးတော့ဒီနားမှာပို့ပြီးတော့ဒီဟာထက်ဆိုင်ရင်ဒီမှာဒီ18.26 30တို့32တို့ပါတော့နဲ့ဆိုင်ရင်ဒီနားမှာပို့ပြီးတော့ထနေတယ်เนาะโอเคโอเคဒီနောက်မှာ tick ဆိုတဲ့အတန်လေးပြီးရပြီဆိုရင်သူ့အနောက်မှာဇက်တက် tick 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 အဲ့လိုမျိုးထွက်သွားတာငကြက်နဲ့တက်တာလို့ရှိရင်เนาะတည်တာမှာเนาะအဲ့နောက်မှာကျွန်တော်တို့မှတ်ကြည့်အောင်โอเคဒီနောက်မှာတစ်ခုထွက်တယ်မှတ်ကြည့်လိုက်အောင်ပြန်နှားထောင်ကြည့်မယ်โอเคဒီနောက်မှာတစ်ခုထွက်တယ်မှတ်ကြည့်လိုက်အောင်ပြန်နှားထောင်ကြည့်မယ်โอเคဒီနောက်မှာတစ်ခုထွက်တယ်မှတ်ကြည့်လိုက်အောင်နှားထောင်ကြည့်မယ်โอเคမှန်တယ်โอเคဒီနားမှာ tick 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 အဲ့လိုမျိုးသွားတာเนาะ beat ကအဲ့နားမှာโอเคဒီနားမှာ beat တစ်ခုထွက်တယ်โอเค frequency line ရတယ်ဒီမှာပိုထနေရเนาะတခြားဟာတွေတက်ဆိုင်ပိုကျယ်နေတယ်19.40နဲ့မှာအဲ့နားမှာမှတ်လိုက်မယ်ပြန်နှားထောင်ကြည့်အောင်သေချာသွားအောင်โอเคဟုတ်တယ်မှန်တယ်เนาะโอเคဒီနောက်မှာအတန်ကကီအဲ့လိုမျိုးပါလို့ဖြစ်သွားတယ်ဆိုတော့သူဟာသူပြင်ဆင်ထားတာပေါ့နော် DJ သမားကအဲ့နားမှာကျွန်တော်တို့ beat ကမမတ်ယူပဲနဲ့အခုနဒီဟိုဗီဒီယိုထဲမှာထစ်တဲ့အတိုင်းလေထစ်တဲ့ဟာတိုင်းလုပ်တဲ့ဟာလေဒီမှာဗီဒီယိုထဲမှာပါတယ်โอเคဒီမှာဒီလိုမျိုးထစ်တာလေဗီဒီယိုထစ်တယ်လို့မျိုးအဲ့လိုမျိုးထစ်တဲ့အတိုင်းလည်းလုပ်လို့ရရင်เนาะအဲ့ထစ်တဲ့အတိုင်းလုပ်တဲ့ဟာခါကြတော့ကျွန်တော်တို့ဗီဒီယိုထဲမှာပြောပြထားသေးတယ်သင်တန်းထဲမှာပြောပြပေးထားသေးတယ်เนาะနောက်မှာအဲ့အခန်းကိုရောက်တဲ့အခါမှာသိလာလိမ့်မယ်ပြီးတော့တခြင်းအလိုက်ဗီဒီယိုကိုဘယ်လိုထည့်အောင်လုပ်ရလဲဆိုတာကိုလည်းကျွန်တော် YouTube မှာဒီဗီဒီယိုလေးတင်ပေးထားတယ်เนาะဒီဗီဒီယိုလေးကိုလည်းပြီးကြလို့ရှိရင်ကြည့်လို့ရပါတယ်ကြည့်ပြီးတော့သင်လို့ရပါတယ်เนาะအဲ့လိုနေရာမှာအဲ့လိုမျိုးထားလို့ရတယ်เนาะအဲ့ထစ်တဲ့အတိုင်းပုံစံအတိုင်းအဲ့ဒီမှာ beat လည်းမထွက်ဘူးဒီကီအဲ့လိုမျိုးထစ်တဲ့ပုံစံအတိုင်းဖြစ်နေတာအတန်က
နော်သူဒါလေးပြီးသွားပြီဆိုရင်သူ့အနာမှာထပ်ပြီး beat ကထွက်သွားတယ်အဲ့ဒါတွေကိုလိုက်ပြီးတော့မှတ်လိုက်အောင်မယ်နော်နှစ်ချက်တက်ပြီးတော့ဒီမှာတခုသတိထားမှာကဘာလဲဆိုရင် DJ တခြင်းတိုင်းမှာ beat ကတစ်မျိုးတည်းပဲမရှိဘူးအခုနဒီထက်မှာကြားလိုက်တဲ့ beat ပုံစံနဲ့သူ့ရဲ့ထွက်ပုံထွက်နည်းကလည်းဘယ်ဟာမှတစ်ခုနဲ့တစ်ခုကတူမှလည်းမဟုတ်ဘူးเนาะကိုရွေးချယ်တဲ့ပုံမှာကို DJ ရွေးချယ်တဲ့ပုံမှာမူတည်ပြီးတော့ပြောင်းသွားလိမ့်မယ်မတူကြဘူးเนาะအဲ့တခုတော့သတိထားဖို့လိုတယ်ဒီမှာမိတ်ဆွေကဥပမာ TikTok ပေါ်ကနေ download ဆွဲပြီးဆိုရင်တခြင်းတွေ download ဆွဲဖို့ဆွဲမယ်เนาะ search box လေးကိုနေပြီးတော့ Alight Motion preset ဆိုပြီးရိုက်ရှာလိုက် link တော့မထည့်နဲ့တော့ Alight Motion preset ဒီလိုမျိုးလေးရိုက်ရှာလိုက် okay ဒီမှာသူများလောက်ထားတဲ့ DJ တခြင်းလေးတွေပေါ်လာလိမ့်မယ်เนาะအဲ့ဒါမှာ DJ လေးတွေရွေးပြီးတော့ beat မှတ်တဲ့အခါမှာစမ်းမှတ်လို့ရအောင်เนาะအဲ့ဒါကြောင့်ပြောပြပေးတာOkay ဒီထဲမှာ dig အဲ့လိုမျိုးသူပုံကဒီလိုမျိုး transformation ဖြစ်တဲ့အတိုင်းပဲဒီမှာပုံတစ်ပုံနဲ့တစ်ပုံပြောင်းသွားတဲ့အခါမှာအမှ beat ကတစ်ပုံပြောင်းတဲ့အခါမှာအမှ beat တစ်ခုပေါ့နော်အဲ့လိုမျိုးလဲကျွန်တော်တို့ဟိုဖြတ်ထိုးညံဖြည့်မှတ်ယူလို့ရတယ်နော်အဲ့ဒါမသိတဲ့သူကိုကျွန်တော်ပြောပြပေးတာလွယ်ကူတဲ့တခြင်း beat ကိုလိုချင်တယ်ဆိုရင်ဒီမှာ Alight Motion slow preset ဆိုပြီးရိုက်ရှာလိုက် slow preset okay မကြည့်အောင် Sits down dar Cürmede Pritzdar Fără niciun ban Iar sunt inutile tine Numai puști Gheață-mi de aripile bile În cea mai casă Okay ဒီတက်မှာ beat ကဘယ်လိုပုံစံထွက်တာလဲဆိုတော့ဘယ်လိုလဲဆိုတော့ဥမာဟိုလိုမျိုးအတန်ပေါ့နော်ဘိုးဖက်နဲ့လေးကိုကျွန်တော်တို့အောက်မှာဒီလိုမျိုးလက်နဲ့ယူပြီးတော့ဒီလိုမျိုးခောက်နေလို့ပုံစံအတိုင်းပေါ့နော်အဲ့တစ်ခုရယ်ပြီးလို့ချင်းတစ်အဲ့တစ်ခုရယ်အဲ့ beat နှမျိုးပဲရှိတယ်ဒါပေမဲ့ချက်ဆိုတဲ့ဟာတွေမပါဘူးเนาะခုနကကျွန်တော်မှပြထားတဲ့အတိုင်းအဲ့ဒါကိုပြောတာတခြင်း DJ တွေတစ်ခုနဲ့တစ်ခုက beat ကမတူဒီဟာနဲ့မတူနိုင်တဲ့နောက်တခြား beat အမျိုးအစားလည်းရှိမယ်เนาะအဲ့ကိုကျွန်တော် beat ကိုတစ်ခုတည်းပဲတစ်မျိုးတည်းပဲရှိတယ်ဆိုပြီးတော့မတတ်မှတ်ပါနဲ့เนาะ beat ကတော့မျိုးမျိုးရှိတယ်သူ music နဲ့အတူတူပဲပုံမှန်အတိုင်းပဲပါသွားတာပုံမှန်အတိုင်းပဲသူက unique ပေါ့နော် music ကကြတော့သူကလည်းသူပြောင်းလဲတာမျိုးရှိတယ်ဒါပေမဲ့ beat ကကြတော့တချို့တလေနေရာပဲပြောင်းလဲတယ်ဒါပေမဲ့သူ80ရာခိုင်နှုန်းလောက်ကတော့ပုံမှန်ပဲသွားတယ် beat က tick tick chick tick tick chick အဲ့လိုမျိုးနော်ဒီထဲမှာ beat ကကြတော့အဲ့ကွမ်ကွမ်တန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 ်အဲ့ဒါ beat မဟုတ်เนาะအဲ့ဒါ music เนาะအဲ့သူ့ရဲ့အနောက်မှာ beat နောက်တစ်ခုထပ်ထည့်ထားသေးတယ်အဲ့ဒီထက်မှဆိုရင် beat ကဘယ်လိုပုံစံမျိုးပါလာလဲဆိုတော့အဲ့ကွမ်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 ဖြစ်နေတဲ့အနောက်မှာဟိုသူ့ရဲ့အနောက်မှာသူ့ထက်တူတဲ့ပေါ့နော်အဲ့ကွမ်ကွမ်ကွမ်ဖြစ်နေတဲ့အရာကကြတော့ beat ထက်ဆိုင်ပိုကျဲတယ် beat ကသူ့ထက်နည်းနည်းတိုးတယ်ပေါ့နော်ကျွန်တော်တို့ဥပမာဆိုပါစို့ကိုယ့်ရဲ့မျက်လုံးအရှိမှာအရာတစ်ခုကိုထားပေးထားတယ်ကိုလိုချင်တဲ့အရာကအခုနအရှိမဖြစ်နေတဲ့ဥပမာဆိုပါစို့ဒီမှာတကားရှိတယ်เนาะတကားရဲ့အနောက်မှာလူရှိတယ်အဲ့တကားကဘယ်လိုတကားလဲဆိုတော့မှန်တကားမှန်ဆိုပေမဲ့လည်းအဲ့မှန်ကကျတော့ဟိုဘက်အရာကိုသူကောင်းကောင်းမြင်လို့မရဘူးမုံဝါလေးပဲမြင်လို့ရတဲ့အရာမျိုးပေါ့နော်ဒီထက်မှလည်းဒီလိုမျိုး situation ပဲအဲ့တန်ဖြစ်နေတဲ့အရာရဲ့နောက်မှာ beat ကနည်းနည်းလေးတိုးတယ်နည်းနည်းတိတ်တော့နည်းနည်းတော့အာရုံစိုက်ပြီးတော့နားထောင်ရလိမ့်မယ်เนาะတချို့တလေနေရာတွေမှာတချို့တလေနေရာမှာဆိုရင် beat ကလုံးဝရှင်းလင်းနေတာပဲ music တဲ့ဆိုင်ရင် beat ကပိုကျဲတယ် beat ကပိုကျဲလို့ရှိရင်မှတ်ရတာလွယ်တယ် music ကပိုကျဲပြီးတော့ beat ကဟိုမကျဲဘူးဆိုရင် music ထက်ပိုပြီးတော့အတန်တိတ်နေတယ်ဆိုရင်ကျွန်တော်တို့နည်းနည်းတော့အာရုံစိုက်ပြီးမှတ်ရလိမ့်မယ်အဲ့တခုလည်းရှိရเนาะ okay တန်သွားနေတယ်တန်အဲ့ဒါနဲ့အတူတူသွားနေတဲ့အရာကbeat က tickပြီးတော့ဒါလေးပြီးသွားပြီဆိုရင်ဒီမှာတန်ဆိုတဲ့ဟာလေးရက်သွားပြီဆိုရင်ဒီနောက်မှာဆိုရင်ကွမ်tick နဲ့ကွမ်နဲ့ရောပြီးတော့ဆက်ထားတဲ့ beat ပုံစံမျိုးပေါ့နော်ကျွန်တော်လည်းအတန်မထွက်တတ်တော့ဆိုတာအတန်ထွက်ပြီးတော့မပြောရပြတတ်လို့ပေါ့နော်ကိုအောင်ဒီမှာနားထောင်လို့ရှိရင်သိထားမှာပါနားထောင်ကြည့်
ဒီမှာအစာပိုင်းအခုလေးလာနေတဲ့သူဆိုရင်ဒီမှာလှုပ်ထားတဲ့ editor တွေရဲ့ video ကစပြီးတော့တပုတ်တပုံရှိလှုပ်စီဖြစ်တဲ့အခါမှာအဲစပြီးတစ်ခေါက်လှုပ်စီဖြစ်တဲ့အခါမှာ beat တစ်ခုနောက်တစ်ခေါက်ဒုတိယတစ်ခေါက်လှုပ်စီဖြစ်တဲ့အခါမှာ beat တစ်ခုဆိုပြီးတော့လည်းတတ်မှတ်လို့ရတယ်နော် Okay ဒီတက်မှာသူတရှင်းဆိုရတယ်နော်အစာပိုင်းမှာဆိုရင် beat ကရိုးရိုးရှင်းရှင်းလေးပဲတစ်အဲ့လိုမျိုးနော် Okay နောက်သူ့အဲ့နောက်မှာသူရှင်းရဇက်တိုက်ဆိုရတဲ့အခါမှာ beat ကနည်းနည်းလေးပြောင်းသွားတယ်တတိထားမိသေးလားအဲ့လိုမျိုးကွမ်းနဲ့ပြီးတော့ tick နဲ့ရောဆက်ထားတဲ့ပုံစံအတိုင်းပေါ့နော်အဲ့နှစ်ခုလုံးရောဆက်ပြီးတော့ beat အမျိုးအစားထွက်လာတဲ့အရာကိုပြောတာအဲ့လိုမျိုး beat ကအတန်ကအဲ့လိုမျိုးထွက်နေရနော် Okay ဒီနောက်မှာဆိုရင်ဒီသင်းမှာ beat ကအမျိုးမျိုးပြောင်းပြီးတော့ထွက်တယ်เนาะသူ့နေရာနဲ့သူအဲ beat ကိုကျွန်တော်တို့နားလဲဖို့လိုတယ်ဒီသင်းထဲမှာဆိုရင် beat ကအမျိုးမျိုးပြောင်းသွားတယ်အစမှာဆိုရင်တစ်မျိုးပြီးလို့ရှိရင်အလယ်လောက်ရောက်တဲ့အခါမှာနောက်နည်းနည်းလေးပြောင်းလဲသွားတယ်နောက်သူ့ရဲ့အရှိမထက်ရောက်တဲ့အခါမှာအဲကွမ်ဒန်အဲ့လိုမျိုးလာတယ်ဒန်ပြီးလို့ရှိရင်တစ်အဲ့လိုမျိုးဒီမှာနားထောင်ကြည့်ဒီနေ့မှာနော်တင်းအဲ့လိုမျိုးနော်ဟိုစတီးတန်ဟိုဘောလုံးဂီတာအတန်လိုမျိုးပေါ့နော်ဂီတာကိုတစ်ချက်တီးနေတယ်လို့ပဲဒီဟာပြီးလို့ရှင်တစ်အဲ့လိုမျိုးနော်ဟိုတတားနဲ့ကျွန်တော်တို့ဒီမြေပေါ်ကိုရိုက်တဲ့ပုံအတန်လေးပေါ့နော်ပြီးတကအမျိုးမျိုးဒီမှာပြောင်းသွားတယ်သူ့ရှေ့မှာဘယ်လိုပုံစံထွက်လဲဆိုတာကိုနားထောင်ကြည့်အောင်Okay ဒီနားမှာခုနကကျွန်တော်အစမှာထွက်တဲ့ beat အတိုင်းပေါ့နော်ဒီနား beat အတိုင်းပဲသူဒီနားမှာထွက်တာအနောက်ဆုံးမှာကွမ်ဆိုတဲ့အတန်းနဲ့ကွမ်ရဲ့ပြီးလို့ရှိရင် tick ဆိုတဲ့အတန်းနဲ့ရောပြီးတော့ထွက်တဲ့အတန်းပုံစံမျိုးပေါ့နော်အဲ့လိုထွက်သွားတာဒီနားမှာဆိုရင် beat ကနှစ်ချုပ်ပြောရရင်ဆိုရင်နှစ်ချုပ်ပြောရမယ်ဆိုရင်ဒီသင်းထဲမှာ beat က၄မျိုးလောက်ပြောင်းလဲသွားတယ်ပေါ့နော်ဒီဘယ်နှစက္ကန့်မှာလဲဒီ44စက္ကန့်အတွင်းအဲ့လောက်ထိ beat က၄မျိုးလောက်ထိပြောင်းလဲသွားတယ်တရှင်းထဲမှာအဲ့လိုမျိုးတော့မရှိပါဘူးတချို့တလေတရှင်းတွေမှာသူ့ဟာနဲ့သူ beat ကတရှင်းပြုတ်လို့တဲ့ပေါ်မှာပဲမူတည်တယ်ပေါ့နော်တရှင်းလို့လည်းမဟုတ်ဘူး DJ ပေါ့နော် beat မှတ်တဲ့အခါမှာ DJ နဲ့ပတ်မှာပါ Okay မိတ်ဆွေရဒီနားမှာတော့ပေါင်းလာတယ်လို့ကျွန်တော်ထင်ပါတယ်အစပိုင်းဆိုရင်မိတ်ဆွေအတက်ကဒီ beat ကဘယ်လောက်ပဲကျွန်တော်ရှင်းပြလုံးဝဒီနေ့လေးလားဒီနေ့ပဲရသွားဆိုတော့မရှိပါဘူးเนาะလုံးဝမဖြစ်နိုင်ဘူးဒါအနည်းဆုံးတော့တစ်လားလောက်တော့နေ့တိုင်း DJ အမျိုးမျိုးနဲ့လေ့ကျင့်သွားမယ်ဆိုမှဒီအရာကတက်လာမှာဖြစ်တယ်နေ့တိုင်းတရက်ကို DJ နှစ်ပုတ်ထည့်ပြီးတော့လေ့ကျင့်သွားဒါမှတစ်လားလောက်ပြီးရတဲ့အခါမှာပို့ပြီးတော့improvement ပေါ့နော် improvement မိတ်ဆွေထဲမှာ improvement လေးတွေတွေ့ရလိမ့်မယ်နော်အစာပိုင်းဒီနေ့ငါလေ့လာလိုက်ပြီနောက်နေ့ငါမှတ်တက်သွားလိမ့်မယ်လုံးဝအကုန်လုံးမှန်စေရမယ်ဆိုတော့မဖြစ်ပါဘူးနော်ဒီ beat ကပဲနည်းနည်းလေးတခြားဟာတွေထက်ဆိုင်ပိုခက်တယ် beat ကိုမှတ်ကြတာကိုတခုချင်းစီတခြားလေးနားထောင်ပြီးတော့မှတ်ကြတာကိုနောက်ပိုင်းလေ့ကျင့်တာများသွားပြီဆိုရင်ကိုတန်းစင်ထုံးသိရမလားတန်းစင်ထုံးလေသူဆိုတာသူဗီဒီယိုလေးတွေတင်တယ်မလား beat မှတ်ထားတဲ့ဗီဒီယိုလေးတခါတည်းသူ live beat မှတ်ပြီးတော့ပြသွားတာစက်တိုင်ပဲလုံးဝသူမရက်ဘူးစက်တိုင်သူထွက်တဲ့အတိုင်းပဲသူ live မှတ်သွားတာ beat ကိုသူခေါင်းထဲမှာလုံးဝအလွတ်စိုက်ထားသလိုမျိုးဖြစ်သွားပြီပေါ့နော်သူ့ရဲ့ပုံစံကသူကကြတော့ဘယ်လိုတင်ထားတာဆိုတော့ကျွန်တော်ရှေ့ရပဲ YouTube မှာကျွန်တော်တင်ထားတာ YouTube မှာကျွန်တော်ဒီကအပေါ်ရန်ပဲပေါ့နော်တိတ်လဲအသေးစိတ်မရှိဘူးYouTube မှာဆိုရင်တိတ်ပြီးတော့အသေးစိတ်မရှိခဲ့ဘူးအရင်တော့အခုကျွန်တော်ဒီတင်တဲ့ထားမှာပို့ပြီးအသေးစိတ်ကြလေးဒီချာလေး1နာရီ2နာရီလောက်ကြော်တယ်ပြီးတမတ်တဲ့အပိုင်းကကြတော့အဲ့လောက်ထိအသေးစိတ်ရှင်းပြတာထားမှာသူအဲ့ဒါကြည့်ထိုင်တော့ပိုကောင်းမှာပေါ့နော်ဒါပေမဲ့သူအဲ့ဒါမဟုတ်ဘဲနဲ့ YouTube မှာကျွန်တော်7 minutes စာဗီဒီယိုလေးကိုပဲသူကကြည့်ပြီးတော့လေ့ကျင့်ရင်းနဲ့သူအခုလို beat ကကျွန်တော်ထက်တော့ဟိုဖြစ်လာပြီပေါ့နော် beat မှတ်တာကပိုကျွမ်းသွားပြီ
အဲ့လိုပဲကိုယ့်ရဲ့စူးစမ်းမှာစူးစမ်းတဲ့ပုံမှာနဲ့ကိုယ့်ရဲ့စိတ်ပါတဲ့ပုံမှာနဲ့ပြီးလို့ရှိရင်ကိုယ့်ရဲ့လေ့ကျင့်ခန်းပုံမှာကိုယ့်ရဲ့လေ့ကျင့်မှုပုံမှာပဲမူတည်တယ်အရာရာတိုင်းကဘယ်အရာမဆိုကိုယ့်ကလေ့ကျင့်တာများလေလေအရင်အားထက်ဆိုင်ရင်ပိုပြီးတာလေလေပဲเนาะအားကြောင့်လေ့ကျင့်ပါ